တို့သိပါသလားကဘာပေါ်မှာအန္တရာယ်ရှိဆုံးရာဇဝတ်ကောင်ဆိုတာလက်နက်ကင်ထားတဲ့သူမဟုတ်ဘူးကိုထိန်းချုပ်နိုင်စွမ်းရှိပြီးစီကံစနစ်ကြတဲ့သူကိုပြောတာအခုကျွန်တော်ပြောပြမယ် Mike Davis ဟာတကယ် professional လုပ်ရင်နာခိုးယူသူတူပါသူကခိုးရမယ်ဆိုရင်သူ့ရဲ့ DNA တစ်စက်တောင်မကြံခဲ့အောင်ကိုဘောကအမှုရင်းမြင်ကစားအကုန်ရိပ်ပြတာဒါပေမဲ့ကံကြမ္မာဆိုတာဆရာကြီးမင်းသိန်းခါပြောသလိုပေါ့လူကသာအကွက်ချတာကံကကွက်ဖော်တာဗျသူချထားတဲ့စီကံတွေခုချင်းစီကျူးပြတ်သွားတဲ့အခါမှာမိုက်တယောက်ဘယ်လိုရုန်းကန်ရမလဲဆိုတာဒီဗီဒီယိုထဲမှာအစဆုံးကြည့်လိုက်ရအောင်ဗျဇလန်းအစမှာပဲကျွန်တော်တို့ Mike Davis ကိုစတင်မြင်တွေ့ရပါတယ်သူကတာမန်တစ်ခုမဟုတ်ဘူးဗျသူ့မှာ Crime 101ဆိုတဲ့ကိုယ်ပိုင်တသနာရှိတယ်အကြမ်းမဖက်ရတွေးမထွက်ရနောက်ရောင်ခံမလိုက်နိုင်စေရတဲ့မိုက်ဟာသူ့ရဲ့လုပ်ငန်းခွင်ထဲမဝင်ခင်မှာ DNA တစ်စက်တောင်မကြံခဲ့အောင်သူ့ခန္ဓာကိုယ်ကိုစင်ကြယ်အောင်လုပ်တယ်ဒါစိတ်ပညာအရာပြောရရင် obsessive compulsive ဖြစ်တဲ့အဆင့်ထိသူ့အလုပ်ကိုသူတန်ဖိုးထားတာပါဒီတခါသူ့ရဲ့ပြစ်မှတ်ကဒေါ်လာ3သန်းတန်စိန်တွေဖြစ်တယ်မိုက်ဟာညံကောင်းလွန်းတော့ရဲတွေလဲစားဖို့ထည့်ထားတဲ့စိန်တုတွေကိုတိပြီးစိန်အစ်စ်တွေကိုပဲယူသွားနိုင်ခဲ့တယ်ဒါပေမဲ့ဒီနေရာမှာကံကစတင်ကစားပါပြီရန်နာတဲ့ကောင်လေးတယောက်ကခိုးဝဲယူလာတဲ့တနက်နဲ့လှမ်းပစ်လိုက်တဲ့အခါကားမှန်ကွဲပြီးမိုက်ရဲ့လက်မောင်းကိုရှက်ထိသွားတယ်အဲဒီကနေမိုက်ရဲ့တွေးရစက်ကားထဲမှာကြံခဲ့တယ်ဒါဟာပြည့်ပြည့်စုံတဲ့ရာဇဝတ်မှုမှာပထမဆုံးအကြောင်းတင်သွားတာပဲမိုက်ရဲ့ဇယိုက်ကိုကြည့်ရင်သူကမိဘမဲ့ကေဟာမှာကြီးပြင်းခဲ့ရသူတူပါဒါကြောင့်သူ့ဘဝမှာဘယ်သူမှမယုံကြည်သလိုဘယ်ရာကိုမှလည်းအပိုင်မတော့ဆရာကြီးမင်းသိန်းခါရဲ့စနေမောင်မောင်လိုဇက်ကောင်တွေမှာတွေ့ရတယ်လို့ပဲမိုက်ကလည်းလောကကြီးကိုသူ့နည်းသူ့ဟန်နဲ့စိန်ခေါ်နေတာပါသူကလူသက်သမားမဟုတ်ဘူးသူကအမှုပညာမြောက်တဲ့တခိုးတယောက်အဖြစ်ကိုမြင်တာဒါပေမဲ့ခင်ဗျားတို့သိတဲ့အတိုင်းမလိမ့်တစ်ပတ်မခိုးတတ်ရင်တခိုးမဟုတ်ဘူးဆိုပေမဲ့စီကံမရှိရင်တော့တခိုးဟာရာဇဝတ်ကောင်တက်တက်ပဲဖြစ်သွားမှာပါတစ်ဖက်မှာလည်းဆုံးတော့လူရှိပါတယ်သူကတက်ကြီးပိုင်းမိသားစုပြဿနာတွေရှိနေပေမဲ့သူ့ရဲ့စုံတော့ဗီဇကတော့ထက်မြက်နေတော့မယ်လူကတခုသတိထားမိသွားတယ်101အဝေးပြေးလမ်းမကြီးအနီးတစ်ဝိုက်မှာဖြစ်နေတဲ့ဓမြမှုတွေဟာလက်ချက်တစ်ခုတည်းပဲအဲ့ဒါကတော့အကျမ်းမဖက်တာပဲဒါဟာမိုင်းနဲ့လူကြားကပထမဆုံးစိတ်ချင်းဆက်သွယ်မှု psychological connection ပါပဲမုတ်ဆိုးကတားဆောင်ရဲ့ခြေရာကိုကြည့်ပြီးတားဆောင်ရဲ့ဇယိုက်ကိုခံမှန်းနေတာပါဇလန်းကပူပြီးပြင်းထန်လာပါတယ်မိုက်ရဲ့အကျိုးဆောင်မန်နီကမိုက်ကိုစန်တာဘာဘရာကအလုပ်တစ်ခုပေးတယ်ဒါပေမဲ့မိုက်ကညှင်းလိုက်တယ်ဘာလို့လဲဆိုတော့အဲ့ဒီအလုပ်ကလူထိခိုက်နိုင်လို့ပဲဒီညမှာဘီလီယံတစ်တယောက်ပေါ်လာတယ်သူကတော့အော်မွန်ပါဒီညမှာမိုက်နဲ့အော်မွန်ရဲ့စိတ်နေစိတ်ထားကိုခွဲခြမ်းစိတ်ဖြာဖို့လိုအပ်လာပါပြီမိုက်ကအော်ရာဆိုတဲ့စနစ်တကျရှိမှုကိုကုစားပြုရင်အော်မွန်က KO ဆိုတဲ့ရှုပ်ထွေးမှုကိုကုစားပြုပါတယ်အော်မွန်ကငယ်ရွယ်တယ်တွေးကြွတယ်ပြီးတော့ရက်ဆက်တယ်သူကမိုက်ရဲ့အစီအစဉ်တွေကိုခိုးယူပြီးစန်တာမူနီကာမှာဓမြသွားတိုက်တာဒါပေမဲ့မိုက်နဲ့မတူတာကသူကလူတွေကိုရိုက်နေတယ်အချမ်းဖက်တယ်ဆရာကြီးမင်းလင်ခါရဲ့စကားနဲ့ပြောရရင်မိုက်ယူရဲတာဟာသူရဲ့ကောင်းဖြစ်တာမဟုတ်ဘူးဆိုလိုပါပဲအော်မွန်ရဲ့လုပ်ရက်တွေကြောင့်မိုက်ရဲ့တည်ငြိမ်တဲ့လောကကြီးဟာလှုပ်ခတ်လာတယ်မိုက်ဟာသူ့ကိုနောက်ရောက်ခံလိုက်နေတဲ့အော်မွန်ကိုမိသွားတဲ့အခါမှာမင်းငါ့နောက်ကိုထပ်လိုက်ရင်မင်းရောမန်နီရောတေးပြီးသားမှတ်လို့တတိပေးလိုက်တယ်ဒါဟာမိုက်ရဲ့စီကံအကျမ်းမဖက်ရဆိုတာကိုသူကိုယ်တိုင်စတင်ချိုးဖောက်ဖို့ပြင်ဆင်လာတာပါပဲတစ်ဖက်မှာလည်းအမကန်ကုမ္ပဏီကရှာရန်ရှိတယ်သူကရည်ရှင်းရှိပေမဲ့သူ့ရဲ့ boss ဖြစ်သူမာကသူ့ကိုအမြဲနှိမ်ချတယ်မင်းဟာအသက်53နှစ်ရှိပြီဘယ်သူမှမလိုချင်တော့တဲ့အမေအိုးလို့ပြောခံရတဲ့အခါမှာရှာရန်ရဲ့စိတ်ထဲမှာတရားမျှတမှုဆိုတာပျောက်ဆုံးသွားတယ်အဲ့ဒီအချိန်မှာမိုက်ကရှာရန်စီချင်းကပ်လာပြီးခမည်းကိုမလေးစားတဲ့ကုမ္ပဏီကိုပြန်ပညာပေးရအောင်လို့စီယုံလိုက်တယ်ဒီနေရာမှာစိတ်ဝင်စားစရာအချက်ကရှာရန်ဟာမွေးရပါရာဇဝတ်ကောင်မဟုတ်ဘူးဒါပေမဲ့စနစ်ကသူ့ကိုတွန်းပို့လိုက်တာဒါကို social psychology အရာပြောရရင် reactant လို့ခေါ်ရဲဗျလူတယောက်ကိုဖိနှိပ်လွှင့်သူဟာစီကန်းတွေကိုတော်လန်ဖို့ကြိုးစားလာတတ်တယ်စုံတော်လူကလည်းမခေဘူးဗျမိုက်ဆွမြစ်ခဲ့တဲ့ကားတွေကတွေးကနေတစ်စင်မိုက်ရဲ့နာမည်ရင်း James ကိုတိသွားတယ်
မိုက်ရဲ့မွေးသားအမေစီကိုတွားပြီးဖုံးဆက်ခိုင်းတဲ့အခါမိုက်ကဖုံးကိုကင်လိုက်ပြီးမဲ့လူရဲ့အတန်ကြားတာနဲ့ချက်ချင်းချလိုက်တယ်ဒီအခိုက်တံမှာနှစ်ယောက်လုံးသိလိုက်ပြီးဂိမ်းကတော့စပြီးဆိုတာပဲခုတော့ဇလန်းရဲ့အထွတ်ထိပ်ကိုရောက်လာပါပြီချမ်းသာတဲ့လုပ်ငန်းရှင်မုံမိုးရဲ့မင်္ဂလာဆောင်အတွက်အခွင့်ရှောင်ပြီးတည်လာမဲ့ဒေါ်လာ17သန်းတန်စိန်တွေဒါဟာမိုက်အတွက်တော့နောက်ဆုံးနဲ့အကြီးမားဆုံးအလုပ်ပဲဒါပေမဲ့ဒီအလုံးမှာအဖြစ်တွေအများကြီးရှိနေတယ်ပထမတစ်ခုကဘီလင်အော်မွန်သူကမိုက်ရဲ့တငယ်ချင်းဒီဝင်ကိုနှိပ်စက်ပြီးသတင်းလိုက်တယ်ရှာရွန်ကိုလည်းအိမ်ထိလိုက်ပြီးရိုင်းနေတယ်ဒုတိယတစ်ခုကစုံတော်လူကဒီအစီအစဉ်ကိုကြိုသိသွားပြီးစိန်တိုင်းမဲ့သူနေရာမှာသူကိုယ်တိုင်အသွင်ယူပြီးဝင်ပါလိုက်တယ် Right, you good to go? Sure.ဒီစင်ကတော့ဒီကရဲ့အသက်ပဲဗျမိုက်ကမူရိုရဲ့အခန်းထဲကိုဝင်လာပြီးစိန်တွေကိုတောင်းတယ်အဲ့ဒီမှာလူကသူ့ရဲ့စွန်လောက်ဘက်ကိုထုတ်ပြလိုက်ပြီးမင်းအဖမ်းခံတော့ James လို့ပြောလိုက်တဲ့အချိန်အခန်းထဲကိုအော်မွန်ကတနက်နဲ့ဝင်လာပြန်တယ်အော်မွန်ကလူကိုပြစ်ဖို့လုပ်တဲ့အခါမိုက်ဟာသူ့ရဲ့တစ်သက်လုံးလိုက်နာခဲ့တဲ့စီကံဖြစ်တဲ့လူတိုက်ရဆိုတာကိုစွန့်လိုက်ပြီးလူကိုကယ်ဖို့အတွက်အော်မွန်ကိုပြစ်တက်လိုက်တယ်ဒီညမှာမိုက်ရဲ့စိတ်နေစိတ်ထားပြောင်းလဲသွားပြီးသူဟာစီကံတဲ့လူသားဆန်မှုကိုရွေးချယ်လိုက်တာပါပဲဇိုင်းမင်းသိန်းကရဲ့အယူဆအရဆိုရင်လူတစ်ယောက်ရဲ့ဇိုင်းဟာဘလောက်ပဲဖုံဖုံအရေးကြုံရင်ပေါ်လာစမြဲပဲမိုက်ဟာတကူးဖြစ်နေပေမဲ့သူ့စိတ်ရင်းကမြုံမြံမှုဆိုတာဒီနေရာမှာတက်တည်ပြသွားတာပဲလူကလည်းဒါကိုမြင်တယ်မိုက်ဟာချမ်းဖက်သမားမဟုတ်ပဲအခြေအနေအရဖြစ်လာရတာကိုလူကနားလည်သွားတဲ့အတွက်မိုက်ကိုလွှတ်ပေးလိုက်တယ်ဇာတိန်မှာတော့စုံတော်လူကစိန်စစ်တွေကိုမွန်ရိုးစီကနေလှည့်စားယူပြီးရှာရန်ကိုပေးလိုက်တယ်မွန်ရိုးကအခွင့်ဆောင်ထားတာဖြစ်တဲ့အတွက်ရဲဘူးလည်းတိုင်းလို့မရဘူးဒါဟာ poetic justice ထိုက်တန်တဲ့တရားမျှတမှုပါပဲကုမ္ပဏီကနှင်ချခြင်းခံခဲ့ရတဲ့ရှာရန်ဟာအခုတော့ဒေါ်လာတန်းချီချမ်းသာသွားပါပြီမိုက်ကတော့သူ့ရဲ့တန်ဖိုးကြီးကင်မရိုကားဟောင်းကြီးကိုလူအတွက်လက်ဆောင်ပြထားခဲ့တယ်ဒါဟာညံကြီးရှင်နှစ်ယောက်ကြားကအပြန်အလှန်လေးစားမှု mutual respect ကိုပြတာပါနောက်ဆုံးမှာတော့မိုက်ဟာသူ့ရဲ့ချစ်သူမာယာစီကိုသူ့ရဲ့ငယ်ဘွားတပ်ပုံလေးပို့ပြီးငါမခဲ့တယ်နောက်ကြသေးဘူးလို့ပြောလင်းပါတယ်ဆိုတဲ့စာလေးနဲ့အတူမောင်လေးကနေအလင်းလေးကိုထွက်လာဖို့ကြိုးစားရင်ဇက်သိမ်းသွားပါတယ်ဒီဇက်လန်းကကျွန်တော်တို့ကိုပေးတဲ့သင်ခန်းစာကတော့ကျွန်တော်တို့ဘလောက်ပဲစီကံတွေချထားပါစေလူသားဆန်တဲ့စိတ်တဲ့ community ကသာအရာအလုံးထဲအရေးကြီးဆုံးပဲဆိုတာပါပဲကဲ Crime 101ရဲ့ recap လေးကိုသဘောကျမယ်လို့ပြောလင်းပါတယ်Mike Davis ရဲ့စီကံတွေကိုခင်ဗျားတို့ဘယ်လိုမြင်သလဲလူကမိုက်ကိုလွှတ်ပေးလိုက်တာမှန်ရလားကွန်မန့်မှာဝင်ရောက်ဆွေးနွေးသွားကြပါဦးဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ရုပ်ရှင်အညွှန်းတွေနဲ့ analysis တွေကိုအမြဲကြည့်ချင်ရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့မေးနေအောင်တော့နောက်ထပ်ဘယ်လိုကားမျိုးကို recap လုပ်ပေးစီခြင်းတလဲဆိုတာကိုလည်းအကြံပေးခဲ့ကြပါဦးအားလုံးပဲတာယာတဲ့နေ့လေးဖြစ်ပါစေဗျာ